AI tools တွေကိုသုံးချပြီးတော့ prompt ကောင်းကောင်းလေးတွေသုံးပြီးတော့လည်းစမ်းကြည့်လို့ရတယ်။graphic လေးတွေ video လေးတွေဆိုလို့ရှိရင်လည်းအခုနောက်ပိုင်းမှာတော်တော်လေးကောင်းလာတာတွေ့ရတယ်။အဲ့တော့ ChatGPT တို့ tools တွေကိုသုံးပြီးတော့ကျွန်တော်တို့ကပုံလေးတွေထုတ်ခိုင်းတာပဲဖြစ်ဖြစ်စာလေးတွေရေးခိုင်းတာဖြစ်ဒါတွေလုပ်လို့ရလာပြီပေါ့နော်။အဲ့တော့အဲ့လိုမျိုးနဲ့လည်း creative ဖြစ်အောင်ကြိုးစားကြည့်ပါ။တခါကျရင်ကျွန်တော်ဆိုလို့ရှိရင်နည်းနည်းလေး generation idea gap ဖြစ်နေပြီဆိုရင်ကျွန်တော်ChatGPT ကိုနည်းနည်းလေးအဲ့လိုပေါ့နော်တိုက်တွေထုတ်ခိုင်းလိုက်တာတို့script ရေးခိုင်းလိုက်တာတို့လုပ်တယ်ပေါ့နော်အဲ့ခါကျရင်သူတို့တွေးလိုက်တဲ့ဟာလေးတွေကိုတော့မမြင်တဲ့ဟာလေးသူတို့တွေးမိတာလေးရှိတယ်ဒါမျိုးပေါ့နော်အဲ့ဆိုတော့အဲ့လိုမျိုးလေးတော့အသုံးချတိုက်ရိုက်ကြီးတော့ copy မကူနေပေါ့နောက်တစ်ခုက random walls generator လေးတွေမှာကျွန်တော်တို့ကစလုံးလေးတွေလေ့လာတာမျိုးတွေဖြစ်ဖြစ်ဘယ်စလုံးလေးတွေဆိုလူသုံးများနေလဲဆိုတာကိုလေ့လာတာဖြစ်လုပ်လို့ရတယ်เนาะအဲ့တော့ writing prompt တွေကျွန်တော်များများသုံးပြီးတော့လက်ရှိ AI tools တွေကိုသုံးပြီးတော့လေကို creative ဖြစ်လာအောင်လေ့ကျင့်လို့ရတယ်လှုပ်ဆောင်လို့ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ real life မှာ observe လုပ်တာဖြစ်တယ်ဆိုတော့ဖန်တီးမှုလုပ်ချင်တဲ့သူတယောက်ဟာကိုလည်းစူးစမ်းနေဖို့လိုတယ်လို့ပတ်ဝန်းကျင်ပေါ်မှာလည်းအမြဲတမ်းလေ့လာနေဖို့လိုတယ်ဗျာအဲဆိုတော့ဒါကျွန်တော်ရှေ့မှာပြောခဲ့ဘူးလေဒါတွေကလေ့ကျင့်လုပ်ရတာလူတယောက်ကတော့နေရင်ထိုင်နေမှာကိုယ့်ရဲ့အာရုံထဲမှာဒါတွေကပေါ်မလာဘူးဒါပေမဲ့လေ့ကျင့်လုပ်ကြည့်ပါဥပမာကျွန်တော်ရှေ့မှာပြောခဲ့ရတယ်နော်ဒီနားမှာကြော်ညာဘာလို့ထောင်တာလဲဒီကြော်ညာကြီးကဘာလို့ရောက်နေရလဲနောက်တစ်ခုကဒီဆိုင်ဒီလူတွေအများကြီးဖြတ်ရတာနဲ့ဘာလို့လူမဝင်တာလဲဒါမျိုးလေးတွေကျွန်တော်တို့ကလေ့လာလိုက်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်အဖြေတွေအများကြီးထွက်လာတယ်ကိုယ့်ရဲ့ဓာတ်တွေကတစ်ချိန်မှာ content writer ဆိုတော့ဗျာနယ်ပယ်မျိုးစုံရေးနေရတာဖြစ်တဲ့အတွက်ကိုယ့်စီမရောက်လာနိုင်တဲ့နယ်ပယ်ဆိုတော့မရှိဘူးအကုန်လုံးနှံ့ဆက်ပြီးတော့ generally ကနားလည်နေဖို့လိုတယ်နော်ဆိုတော့ကဒါအောင်မသိဘူးလို့လုပ်လို့မရဘူးမသိရင်ကျွန်တော်သိအောင်ကြိုးစားပြီးတော့မှရေးရတာဖြစ်တဲ့အတွက်အဲ့လိုမျိုးနော် observation လုပ်တာသိကောင်းတယ်လို့ကျွန်တော်မြင်တယ်